Excel ထဲမှာပြုစုထားတဲ့စာရင်း data တွေကို InDesign ထဲမှာအခုလိုမျိုး chat တွေအနေနဲ့ထည့်သုံးဖို့လိုအပ်တဲ့သူတွေရှိလား InDesign မှာက Excel ရဲ့ table တွေကိုတော့ဓာတ်ရိုက်ချိတ်ဆက်ပေးလို့ရပါတယ်ဒါပေမဲ့ chat တွေကိုတော့ဓာတ်ရိုက်ထည့်ပေးလို့မရပါဘူးဒီအကြောင်းတွေကိုတော့ကျွန်တော်ရဲ့ InDesign Master Class မှာအသေးစိတ်သင်ကြားပေးထားပါတယ် InDesign Master Class ကို join နေတယ်ဆိုလို့ရှိရင် Messenger ကနေအခုပဲဆက်သွယ်လို့ရပါတယ်Okay ပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး Excel တွေက chat တွေဘားတွေကို InDesign မှာထည့်မယ်ဆိုလို့ရှိရင် PowerPoint တစ်ဆင့်ခံပြီးတော့မှ PDF အနေနဲ့ InDesign ထဲမှာချိတ်ဆက်ပြီးတော့မှထည့်ပေးရပါတယ်အဲ့တော့အဆင့်တွေကအများကြီးလောက်ရပါတယ်ဒါပေမဲ့အခုတော့ဒီအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်တဲ့အဖြေတစ်ခုရှိလာပါပြီဒီနည်းလမ်းက InDesign မှာလည်းမကဘဲနဲ့ Photoshop နဲ့ Microsoft Word တွေမှာလည်း Excel တွေက data အတိုင်းပဲ chat တွေကိုအလွယ်တကူထည့်နိုင်ပြီးတော့အချိန်မရွေးလည်း update လုပ်နိုင်ပါတယ်အဲ့လိုမျိုးလုပ်ဖို့အတွက်ကျွန်တော်တို့ font family လေးတစ်ခုပဲလိုအပ်ပါတယ်အဲ့ဒါကတော့ Chatwell ဆိုတဲ့ font လေးပါပဲအဲ့တော့ဒီ font လေးကိုသုံးပြီးတော့မှ chat တွေကို InDesign ထဲမှာဘယ်လိုစောက်လို့ရမလဲဆိုတာကိုကျွန်တော်လက်တွေ့ပြပေးပါမယ်ဒါကတော့ကျွန်တော် InDesign ထဲမှာ Chatwell font ကိုသုံးပြီးတော့နမူနာဆွဲပြထားတဲ့ပုံလေးဖြစ်ပါတယ်ကျွန်တော်လက်ရှိအသုံးပြုနေတာကတော့ InDesign Adobe InDesign 2026ဖြစ်ပါတယ်ဒါပေမဲ့ဒီ font လေးရှိတယ်ဆိုလို့ရှိရင်ဒီသူ့ထက်နှိမ့်တဲ့InDesign version တွေမှာလည်းကျွန်တော်တို့အသုံးပြုလို့ရပါတယ်အလားတူပဲ Photoshop မှာလည်းအသုံးပြုလို့ရပါတယ်အဲ့တော့ဒီ font လေးကိုသုံးပြီးတော့မှအခုလိုမျိုးပိုင်ချက်တွေလိုမျိုးဘားချက်တွေဘယ်လိုစောင့်မလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့မှရှင်းပြပါမယ်အဲ့တော့ကျွန်တော်ဒီဟာလေးတွေကိုကျွန်တော်အခု delete လုပ်လိုက်ပါမယ်အဲ့တော့ဒီမှာကျွန်တော် number လေးတစ်ခုရှိရယ်ဒီ number လေးကိုကျွန်တော်ခဏထားမယ်အဲ့လိုမျိုးပိုင်ချက်တွေဘားချက်တွေစောင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ type 2လေးယူလိုက်မယ် type 2ယူပြီးတော့မှကျွန်တော်တို့ဒီမှာ text frame တစ်ခုချလိုက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဒီ number လေးတိုင်းပဲကျွန်တော်ရိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့အားလုံးရဲ့ပေါင်းခြင်းက100ရှိရမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီပိုင်ချက်တစ်ခုမှာဘားချက်တစ်ခုမှာသူ့ရဲ့အများဆုံးဒီ 100% ဖြစ်တဲ့အတွက်ဒီ 100% ကိုကျွန်တော်ကပြန်ပြီးခွဲဝေယူရတာဖြစ်တဲ့အတွက်သူ့ရဲ့ပေါင်းခြင်းဒီ100ဖြစ်ရပါမယ်အဲ့တော့ကျွန်တော်ဒီမှာဒီအတိုင်းပဲရိုက်လိုက်မယ်20အပေါင်း10အပေါင်း40အပေါင်း30ကျွန်တော်ရိုက်လိုက်ပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ font လေးကိုကျွန်တော် font size လေးနည်းနည်းကြည့်လိုက်မယ်အဲ့တော့ကျွန်တော်ဒီဘက်ကနေပြီးတော့ character panel လေးခေါ်လိုက်မယ်လက်ရှိမှာဆိုရင်ကျွန်တော်ရေးထားတာက Medium Pro ဖြစ်ပါတယ်အဲ့တော့လောလောဆယ်မှာကျွန်တော်သူ့ရဲ့ font size လေးကိုအရင်ကြည့်လိုက်မယ်50လောက်အရင်ထားလိုက်ပါမယ်အဲ့တော့ဒီ font လေးကိုတော့ကျွန်တော်တို့က Chatwell font အနေနဲ့ပြောင်းပေးရပါမယ်အဲ့တော့ကျွန်တော်ဒီထဲကနေပြီးတော့မှကျွန်တော်ရွေးလိုက်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် Chatwell font family တွေကနေမှကျွန်တော် Chatwell ပိုင်ဆိုတာလေးကိုကျွန်တော်ရွေးလိုက်ပါမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ပိုင်လေးတွေမှာအယောင်လေးတွေနဲ့ခွဲကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုအယောင်လေးတွေသတ်မှတ်ပေးပါမယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီချိတ်က20 plus အထိကျွန်တော်တို့ယူလိုက်ပဲပေါ့နော် selection ပေးလိုက်မယ် selection ပေးပြီးတော့မှကျွန်တော်ဒီက swatches panel လေးဖွင့်လိုက်မယ်ဒီထဲကနေပြီးတော့မှကျွန်တော်အယောင်တစ်ယောင်ယူလိုက်မယ်ပြီးရင်ဒီနောက်က10ကိုလည်း plus အထိယူလိုက်မယ်ပြီးရင်ကျွန်တော်နောက်ထပ်တစ်ယောင်ယူလိုက်မယ်အဲ့တော့40ကိုလည်းကျွန်တော်နောက်ထပ်တစ်ယောင်ယူလိုက်မယ်ပေါ့နော် plus အထိကျွန်တော် selection ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီအယောင်လေးတစ်ခုသတ်မှတ်လိုက်မယ်30ကိုလည်းကျွန်တော် selection ပေးမယ်အယောင်တစ်ခုသတ်မှတ်လိုက်ပါမယ် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အယောင်လေးကဒီလိုမျိုးလေးရသွားပြီပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်ဒီအောက်ကဟာလေးကိုဖြတ်လိုက်မယ်အခုကျွန်တော် create လုပ်ထားတာလေးပဲကျွန်တော်ထားလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ number တွေကိုကျွန်တော်တို့ကပိုင်ချက်အနေနဲ့ပြောင်းပေးမှာဖြစ်ပါတယ်အခု loss မှာဆိုလို့ရှိရင်ကျွန်တော်က Chatwell ပိုင်ဆိုတဲ့ font လေးကိုရွေးထားရတဲ့အတွက်သူ့ကိုပြောင်းလိုက်မယ်ဆိုရင်သူကပိုင်ချက်အနေနဲ့အဝိုင်းလေးတွေဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့သူ့ကိုဘယ်လိုပြောင်းအောင်လဲဆိုရင်ကျွန်တော်တို့ character panel လေးကိုဖွင့်လိုက်ပါမယ်เนาะဒီ character panel လေးမရှိဘူးဆိုလို့ရှိရင်တော့ဒီ window အောက်ကနေပြီးတော့မှ type and table ကိုသွားပါ type and table ဆဲကနေပြီးတော့ character ကိုဖွင့်လိုက်လို့ရပါတယ်ဒါဆိုရင် character panel လေးပွင့်လာပါမယ်အဲ့တော့သူ့ကိုကျွန်တော် selection ပေးလိုက်ပါမယ် selection ပေးပြီးသွားလို့ရှိရင်တော့ဒီ option လေးပေါ့เนาะဒီ option တွေကနေပြီးတော့မှသွားမယ် open type ဆိုတာလေးကိုသွားမယ်ပြီးရင်ထိပ်ဆုံးမှာရှိတဲ့ discretionary ligature ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ရဲ့ number ကလေးတွေကနေပြီးတော့မှအခုမြင်ရတဲ့အတိုင်းပဲကျွန်တော်ပိုင်ချက်လေးတွေပြောင်းသွားတာကိုတွေ့ရပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပေးထားတဲ့ ratio တိုင်းပဲပေါ့နော်အချိုးတိုင်းပဲသူကပိုင်ချက်လေးတွေပြောင်းသွားတာကိုတွေ့ရပါမယ်အဲ့တော့လောလောဆယ်မှာကျွန်တော်ကဒီပိုင်ချက်လေးကိုအရင်ပြန်ပြီးတော့ selection ပေးပြီးတော့ဒီဘက်ကနေပြီးတော့မှ open type မှာကျွန်တော်ပြန်ပြီးတော့ဒါလေးကိုပြန် off လိုက်မယ်ပြန် off လိုက်တာနဲ့ကျွန်တော် number ကလေးပြန်ရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒါလေးကို copy ပွားလိုက်မယ်ပေါ့နော်အဲ့တော့ loss ရဲ့သူ့ရဲ့ text frame လေးကိုကျွန်တော်ကျင်းလိုက်မယ် double click ခောက်လိုက်မယ် text frame လေးကျင်းသွားပြီပြီးတော့မှကျွန်တော် alter key လေးကင်ပြီးတော့မှကျွန်တော်ပွားလိုက်ပါမယ်ဒါလေးကိုကျွန်တော်အသေးထားလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ selection ပေးမယ်စောစောကလိုပဲ option တွေကိုသွားမယ် open type ဒီ ligature ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ပိုင်ချက်လေးရသွားပြီအဲ့တော့ကျွန်တော် selection tool လေးယူလိုက်မယ်
သူ့ရဲ့ down လေးကိုကျွန်တော် double click နှိပ်လိုက်မယ်ဒါဆိုရင်ဒီအဝိုင်းလေးရပြီပေါ့နော်ဒီအဝိုင်းလေးကိုကျွန်တော်ကကြီးကျင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့မှ control နဲ့ shift နဲ့ကင်ပြီးတော့ down ကနေဆွဲချလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အတိုင်းပိုင်ချက်လေးတစ်ခုရသွားပြီဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီပိုင်ချက်လေးကိုအပေါ်မှာခဏလေးထားလိုက်ပါမယ်โอเคအလားတူပဲကျွန်တော်တို့ကဒီ number ကလေးကိုဒီတစ်ခါကျရင်ကျွန်တော်တို့ကဘားချက်ကလေးပြောင်းမယ်ပေါ့နော်အဲ့တော့ဒီ number လေးကိုကျွန်တော်ထပ်ပြီးတော့ alter လေးနဲ့ copy ပွားလိုက်မယ်ပွားပြီးသွားလို့ရှိရင်တော့သူ့ကို selection ပေးလိုက်မယ်ပြီးရင်တော့ option တွေကနေပြီးဒီမှာဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံး option မသွားဘဲနဲ့သူ့ကို selection ပေးပြီးရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ font လေးကိုပြောင်းပေးရမယ်ဒီခါကျရင်တော့ကျွန်တော် chatwell chatwell ဒီခါကျရင်တော့ကျွန်တော် chatwell bars vertical ဆိုတာလေးကိုရွေးပြလိုက်ပါမယ်ရွေးပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ option တွေကနေပြီးတော့မှ open type ligature လေးကိုပြန်ဖွင့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ bar တန်းလေးတွေမြင်ရပါပြီဒါကိုလည်းကျွန်တော် double click ခောက်မယ်ပြီးရင်သူ့ကိုချဲ့ချင်တာဖြစ်တဲ့အတွက် control shift ဆွဲချဲ့လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ bar တန်းလေးတွေရသွားပြီဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ပေးထားတဲ့ရာခိုင်နှုန်းအတိုင်းပဲဒီအပြာရောင်လေးက20ရာခိုင်နှုန်းဒီအနီရောင်လေးက magenta လေးက10ရာခိုင်နှုန်း green က 40% ဒီအပြာက 30% ဖြစ်သွားပါပြီနောက်ထပ်ပုံစံလေးလည်းပြောင်းလို့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီပိုင်ချက်ပေါ့နော်ပိုင်ချက်မှာဆိုလို့ရှိရင်သူ့ရဲ့အလဲမှာဆက်ဝိုင်းလေးနဲ့နောက်ထပ်ပုံစံတစ်မျိုးလေးကျွန်တော်ထပ်ပြီးတော့ပြောင်းပြပေးပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီ number ကလေးကိုကျွန်တော်ထပ်ပြီးတော့ selection ပေးလိုက်မယ် alter လေးနဲ့ copy ကူးလိုက်မယ်ဒီတစ်ခါကျရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ type 2လေးတစ်ချက်ပြန်ယူလိုက်မယ်သူ့ရဲ့ဒီကျွန်တော် text string လေးကို text string လေးကိုကျွန်တော်နည်းနည်းပြန်ချဲ့လိုက်မယ်ပေါ့နော်သူ့ရဲ့နောက်မှာကျွန်တော်အခရာလေးတစ်ခုထည့်ပေးရပါမယ်အဲ့တော့30ရဲ့နောက်မှာကျွန်တော်တို့ x ဆိုတာလေးကိုထည့်ပေးလိုက်ပါမယ် x ဆိုတာလေးကိုထည့်ပေးလိုက်ပြီဆိုရင်ဒီ x ကိုကျွန်တော်တို့အရောင်လေးတစ်ခုသတ်မှတ်လိုက်မယ်ဥပမာကျွန်တော်ဒီ x ကိုကျွန်တော်အနက်ရောင်လေးထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ x ကိုအနက်ရောင်လေးထားလိုက်ပါပြီโอเคဒါဆိုလို့ရှိရင် x ကအနက်ရောင်လေးဖြစ်သွားပြီအဲ့တော့ဒီဟာလေးကိုကျွန်တော် selection ပေးမယ်ပေးပြီးတော့မှသူ့ကိုကြတော့ကျွန်တော် chatwell ပိုင်မယ်ထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကနေပြီးတော့မှ option တွေကနေပြီးတော့ ligature ကိုကျွန်တော်တွားလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပိုင်ချက်တဲ့ပုံစံလေးကတစ်မျိုးဖြစ်သွားတာကိုတွေ့ရပါမယ်ဒီမှာအနီးကကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအလဲမှာအနက်ရောင်လေးရှိသွားတာကိုတွေ့ရပါမယ်เนาะဒီအပေါ်ကပိုင်ချက်နဲ့ကွာသွားပါပြီဒီအနက်ရောင်လေးကဘာလဲဆိုရင်ကျွန်တော်နောက်ဆုံးမှာထည့်လိုက်တဲ့ x လေးရဲ့ color ဖြစ်ပါတယ်အကယ်၍ကိုကဒီအလဲကအဝိုင်းလေးကိုအဖြူအောင်ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့အဖြူအောင်ထည့်ပေးလို့ရပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့မှ open type ligature လေးပြန်ဖြုတ်လိုက်မယ်အဲ့တော့ဒီနောက်ဆုံးကကျွန်တော် x လေးကို selection ပေးပြီးတော့မှသူ့ကိုကျွန်တော်အဖြူရောင်လေးထားလိုက်မယ်ပေါ့နော်ကျွန်တော် swatches ထဲကနေပြီးတော့မှ paper ဆိုတဲ့ color လေးထည့်လိုက်မယ်ဒါဆိုရင်ဖြူရောင်ဖြစ်သွားပြီပြီးတော့မှကျွန်တော်တို့ option ကိုတွားပြီး open type မှာ ligature လေးပြန်အောင်လိုက်မယ်ဒါဆိုရင်အဖြူရောင်လေးဖြစ်သွားပြီပေါ့နော် okay ဒါဆိုရင်ဒီ down လေးကို double click ခောက်မယ်ပြီးရင် control shift နဲ့ကျွန်တော်တို့ချဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပိုင်ချက်ရဲ့ပုံစံက data အတူတူပဲเนาะဒီနှစ်ခုက data အတူတူပဲဒါပေမဲ့သူ့ရဲ့ design လေးပြောင်းသွားတာကိုတွေ့ရပါတယ်အဲ့တော့သူ့ရဲ့နောက်မှာ x လေးထည့်လိုက်ခြင်းအပြင်ကျွန်တော်ပိုင်ချက်အလယ်မှာဒီလိုအကွင်းလေးပေါ်သွားပါပြီဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကဒီဘက်အချမ်းမှာရှိနေတဲ့ကျွန်တော်တို့ data report တွေကိုကောက်ပြီးတော့မှထည့်လိုက်တယ်ဆိုတာ ਨੇ ချက်ချင်းပိုင်ချက်ကိုအလွယ်တကူထည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ data တွေက20 10 40 30ကဘယ်ရမလဲဆိုရင်ကျွန်တော်တို့ Excel ကရမယ်ပေါ့နော် Excel မှာကိုတွက်ထားတဲ့အတိုင်းသူ့ရဲ့ percentage အချိုးတိုင်းဒီနေရာမှာအစားထိုးလိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပိုင်ချက်တွေဘားချက်တွေရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်နောက်ထပ် trick လေးတစ်ခုထပ်ပြောပါမယ်ဒီ trick လေးကတော့ကျွန်တော်တို့ဒီပိုင်ချက်လေးတွေကို customize လုပ်လို့ရတဲ့ trick ပါဒါပေမဲ့ဒီနည်းကိုသုံးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ update လုပ်လို့ရမှာမဟုတ်တော့ပါဘူးเนาะဥပမာဒီပိုင်ချက်လေးကိုကျွန်တော် update လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီပိုင်ချက်လေးကို selection ပေးပြီးတော့မှဒီ option တွေကနေ open type ခဲကနေပြီးတော့မှကျွန်တော် ligature လေးကိုဖြုတ်လိုက်တာနဲ့သူက text ပြန်ဖြစ်သွားပြီပေါ့เนาะ okay ဒီမှာဆိုရင်ကျွန်တော်ခဏလေးပြန်ပြီးတော့သူ့ကိုသေးလိုက်ပါမယ်သူ့ကိုကျွန်တော်နည်းနည်းသေးလိုက်မယ်သေးပြီးတော့မှဒီထဲကနေ open type ligature လေးဖြုတ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချဲ့လိုက်ရစဉ်ကဏ္ဍလေးနံပါတ်ကလေးပြန်ရလာမယ်ဒီနောက်ကဟာလေးကိုကျွန်တော်အပေါ်နည်းနည်းတင်လိုက်မယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့က data တွေကိုပြန်ပြီးတော့ပြင်နေတယ်ဆိုလို့ရှိရင် update ပြင်လို့ရတယ်ဒီမှာဆိုရင်40မထားတော့ဘဲနဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်30ထားလိုက်မယ်ဒီမှာဆိုရင်40ထားလိုက်မယ်ဆိုလို့ရှိရင်လည်းပြောင်းသွားမှာဖြစ်ပါတယ်ကိုစိတ်ကြိုက် data လေးတွေကိုပြန်ပြီးတော့မှ update လုပ်လို့ရပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ open type တင်က ligature ပြန်ဖွင့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က data ကို update လုပ်လိုက်တဲ့အတွက်သူ့ရဲ့ portion လေးတွေမတူတော့တာကိုတွေ့ရပါလိမ့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒါလေးကိုတခါတည်းကျွန်တော်ချဲ့လိုက်ပါမယ်
Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လို customize လုပ်လို့ရလဲဆိုတော့ကို customize လုပ်ချင်တဲ့ chat တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒီ chat ကိုရွေးလိုက်မယ်ရွေးပြီးွားရင်အပေါ်က menu တွေက type ကိုသွားပါမယ် type ထဲကနေပြီးတော့မှကျွန်တော် create outline ဆိုတာလေးကိုကျွန်တော်ရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင် create outline ကိုရွေးလိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ဒီ direct selection 2ကိုရွေးတာနဲ့ဒီ chat ကလေးတွေကိုတစ်ခုချင်းကျွန်တော်ဆွဲထုတ်လို့ရတယ်ဒါပေမဲ့အခုနေထားတိုင်းဆိုလို့ရှိရင်ကျွန်တော်ဒီမှာ chat လေးတစ်ခုပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော် control z ကလေးပြန်နှိပ်မယ်ပေါ့နော်အခုလိုမျိုး create outline လုပ်တဲ့အချိန်မှာအဲ့လိုအချမ်းလေးတစ်ချမ်းမပျောက်သွားအောင်ကျွန်တော်သူ့ကို data လေးပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်ပြန်ပြီးတော့ခဏလေးပြန်ချုပ်လိုက်မယ် Okay size လေးသေးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်က character တွေကနေပြီးတော့မှ open type မှာသူ့ကို ligature လေးပြန်ဖြုတ်လိုက်ပါမယ်ပြီးရင်ကျွန်တော် text string လေးကိုဆွဲလိုက်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့မူရင်း data အတိုင်းပေါ်လာပြီပေါ့နော်ဒါလေးကိုကျွန်တော်အောက်ခဏလေးပြန်ချလိုက်မယ်စောစောကလိုမျိုးကျွန်တော် create outline လုပ်တဲ့အခါမှာတချမ်းပျောက်သွားရပေါ့နော်တချမ်းပျောက်သွားတာအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီနောက်ဆုံး30ရဲ့နောက်မှာကျွန်တော်တို့သူ့ကို plus sign လေးထပ်ပြီးတော့ပေါင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ plus sign လေးကျွန်တော်ပေါင်းလိုက်မယ်အဲ့လို plus sign လေးရသွားပြီဆိုတဲ့အခါကျတော့မှကျွန်တော်တို့ပြန်ပြီးတော့မှသူ့ကို selection ပေးလိုက်မယ် selection ပေးပြီးတော့မှဒီ open type ထဲကနေပြီးတော့မှ ligature လေးပြန်ပြီးတော့သွားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့စောစောကလိုမျိုးပိုင်လေးရသွားပြီပေါ့နော်ကျွန်တော်ဒီမှာ double click လေးခောက်လိုက်မယ်ပြီးရင်တော့ကိုလိုချင်တဲ့ size အတိုင်းပေါ့နော်ကျွန်တော်တို့အကျဉ်းကျယ်လုပ်လိုက်မယ်ပြီးပြီဆိုတော့မှကျွန်တော်တို့က type ထဲကနေပြီးတော့မှ create outline ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့အခုမြင်ရတဲ့အတိုင်းပဲစောစောကလိုမျိုးဒီ down ကအချမ်းလေးမပြောက်ဘဲနဲ့ရှိနေတာကိုတွေ့ရပါမယ်အဲ့ဒီအတွက်ကျွန်တော်တို့ကနောက်ဆုံးမှာ plus sign လေးရိုက်ခဲ့ပေးရပါမယ်เนาะဒါလေးကိုကျွန်တော်မှတ်ထားပေးဖို့လိုပါတယ်အဲ့တော့အခုလိုမျိုးကျွန်တော် create outline လုပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ data တွေကို update လုပ်လို့မရတော့ဘူးဒါကကျွန်တော်တို့ confirm ဖြစ်ပြီဆိုမှကျွန်တော် create outline လုပ်ပါ create outline လုပ်လိုက်တဲ့အတွက်ကောင်းကျိုးကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာ direct selection လေး2လေးယူလိုက်မယ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့တစ်ချမ်းစီကို selection ပေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီလိုမျိုး selection ပေးပြီးသွားလို့ရှိရင်ကို customize လုပ်ချင်တဲ့အချမ်းလေးတွေကိုအခုလိုမျိုးကျွန်တော်တို့ဆွဲထုတ်သွားလို့ရတယ်အခုလိုမျိုးကျွန်တော်ဆွဲထုတ်သွားလို့ရတယ်နောက်ပြီးတော့မှသူ့ရဲ့ color ပေါ့နော်သူ့ရဲ့ color ကိုလည်းကျွန်တော်တို့စိတ်ကြိုက်ပြန်ပြီးတော့မှဒီမှာပြောင်းပေးလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ color လေးတွေပြောင်းသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ direct selection tool လေးနဲ့ကိုယ်စိတ်ကြိုက်ပုံစံလေးချပြီးသွားပြီဆိုလို့ရှိရင်တော့ဒါလေးကိုကျွန်တော်သုံးလို့ရပါပြီအဲ့တော့ဒီ channel လေးကိုကျွန်တော်ပေါ်နည်းနည်းလေးပြန်တိုးလိုက်မယ်Okay ရပြီဆိုရင်တော့ကျွန်တော်တို့ဒီ chat တစ်ခုလုံးကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ control C နဲ့ copy ပွားပြီးတော့မှဒီဘက်မှာကျွန်တော်တို့ control V နဲ့ပြစ်ချလိုက်ပါမယ်ဒါကနမူနာ sample လုပ်ထားတဲ့ report တစ်ခုပါကိုလိုချင်တဲ့ size လေးအတိုင်းပြန်ခြုံချလို့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့လွယ်လွယ်ကူကူပဲပိုင်ချက်လေးတစ်ခုကိုကျွန်တော်တို့ report ထဲကိုထည့်လို့ရပြီအလားတူပဲကျွန်တော်တို့ဘာချက်မှာဆိုရင်လည်းကျွန်တော်တို့သူ့ကို selection ပေးမယ် data confirm ဖြစ်ပြီဆိုရင်ပေါ့နော် selection ပေးမယ် type ထဲကနေပြီးတော့မှ create outline လေးကျွန်တော်တို့ဖန်တီးလိုက်မယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့တစ်ခုချင်းစီကိုရွေးလို့ရသွားပါပြီအဲ့တော့ဒီဘားလေးတွေတစ်ခုနဲ့တစ်ခုအရန်ချားနေရထင်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကြိုက်ကျွန်တော်တို့ဘေးကိုကတ်ပေးလို့ရတယ်တစ်ခုချင်းစီကိုယူပြီးတော့မှကျွန်တော်စိတ်ကြိုက်ကျွန်တော်ကတ်ပေးလို့ရမယ်ဒါဆိုရင်ပို့ပြီးတော့ပါလွယ်သွားတယ်ပေါ့နော် PowerPoint ကိုသုံးပြီးတော့မှထည့်ရတဲ့ဆိုင်အများကြီးပို့လွယ်သွားတယ်အယောင်တွေကိုလည်းကိုယ်စိတ်ကြိုက်ပြောင်းလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ခုလုံးကိုကျွန်တော် selection ပေးလိုက်မယ်ပြီးတော့ control C နဲ့ကျွန်တော်ဒီဘက်က report ထဲမှာလာပြီးတော့မှ control V နဲ့ချလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တင်လိုက်မယ်သူ့ရဲ့ size လေးကို adjust လေးလုပ်လိုက်မယ်တော့ color လေးတွေကတော့ကိုကြိုက်တယ်လို့ပြောင်းလို့ရတယ်အဲ့လိုမျိုးပြောင်းဖို့အတွက်ဆိုလို့ရှိရင်စောစောကစာရိုက်ထဲက color လေးတွေပြောင်းလို့ရသလိုမျိုးဒီလိုမျိုး create outline လုပ်ပြီးတော့မှ customize တစ်ယောက်ချင်းစီကိုပြန်ပြောင်းလို့ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းဒီ check ကလေးကိုကြတော့ကျွန်တော်ဒီတိုင်းပဲကျွန်တော်ဆွဲထည့်လိုက်မယ် control C နဲ့ဒီထဲမှာ control V နဲ့ချလိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ကိုကျွန်တော် size လေးကျင်းပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် InDesign ထဲမှာအခုလိုမျိုးဘားချက်တွေပိုင်ချက်တွေကိုအလွယ်တကူနဲ့ထည့်လို့ရသွားပြီဖြစ်ပါတယ်ဒီ font လေးကိုဝယ်ချင်တယ်ဆိုရင်တော့အခုပြထားတဲ့ website မှာသွားပြီးတော့ဝယ်လို့ရပါတယ်သူကတော့ font အားလုံးကို$185ကျတင်မှာဖြစ်ပါတယ်အကယ်၍ဒီ font လေးကိုလိုချင်တယ်ဆိုရင်တော့ comment မှာ font လို့ရိုက်ခဲ့ပေးပါအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်